ဂုတ်လ18ရက်မြန်မာစံတော်ချိန်မနက်6:00 နာရီခွဲချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှာမိုးတုံလေအားကောင်းနေခြင်းကြောင့်၎င်းမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်၎င်းဩဂုတ်လ18ရက်နေ့မှ22ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြမှုထိချုံရပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်မြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းတွေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။မိုးတမကွေမိုးတနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းတွေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင့်မှာမြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ17ပေခန့်နဲ့မုဒ္ဓမကွေမွန်တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်ထိရှိနိုင်ပါတယ်။တို့ဖြစ်ပါ၏ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမိုးတုံလေအားကောင်းနေခြင်းကြောင့်၎င်းမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်၎င်းမိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစားတဲ့သဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအနေနဲ့မြင်းငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တဲ့မြန်မာကမ်းရိုးတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်နီကန်ဝေငါးဖန်တင်မောများအနေနဲ့လည်းကြိုတင်သတိပြုနိုင်ပါရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှအသိပေးနှိုးဆော်ထားပါတယ်ရှင်